ထိတ်ဆုံးကနေအောက်ဆုံးကိုရောက်ခဲ့တဲ့ကဘာကျော်ကျယ်ပွင့်များအားလုံးပဲမင်္ဂလာပါပေါ့ဝင် Entertainment Channel ကနေနှွေးထွေးစွာကြိုဆိုပါတယ်လူတဘာဝရအမြင့်ကိုရောက်ရင်ပြုတ်ကျတတ်တဲ့ဆိုတာမျိုးရှိပါတယ်ဒီလိုကိစ္စမျိုးကနာမည်ကြီးကျယ်ပွင့်နေမှာပို့ပြီးတွေးရတတ်ပါတယ်ပထမဆုံးအနေနဲ့လက်ဝှေ့သမိုင်းမှာ Iron Mike လို့တင်စားခံခဲ့ရတဲ့ မိုက်တယ်ဆန်ရဲ့အောင်မြင်မှုတွေဟာအမခန်းပါပဲသူဟာအသက်20မှာပဲကမ္ဘာ့အသက်ငယ်ဆုံးချန်ပီယံဖြစ်သမိုင်းတင်ခဲ့ပြီးသူ့ရဲ့အချိန်ဝါကကမ္ဘာကြီးကိုလွှမ်းမိုးခဲ့ပါတယ်ဒါပေမဲ့1992ခုနှစ်မှာမဒိန်းမှုနဲ့ထောင်ဒဏ်6နှစ်ချမှတ်ခံခဲ့ရတဲ့အဖြစ်ဟာသူ့ဘဝရဲ့အမောင်မိုက်ဆုံးအလှည့်ပြောင်းကိုစတင်ခဲ့ပါတယ်။ထောင်ကနေပြန်လွတ်လာချိန်မှာတော့တိုင်ဆန်ရဲ့ဘဝဟာတည်ငြိမ်မှုမရှိဘဲဆက်လက်ရှုပ်ထွေးနေခဲ့ပါတယ်။ငွေကြေးအမြောက်များရှာနိုင်ခဲ့ပေမဲ့ထိန်းချုပ်မှုမရှိတဲ့သုံးစွဲမှုတွေနဲ့ကိုရေးကိုတာပြဿနာတွေကြောင့်ဒေဝါလီအဆင့်ထိရောက်ခဲ့ရပါတယ်။စင်မြင့်ပေါ်ပြန်တက်ဖို့ကြိုးစားခဲ့ပေမဲ့နေဘက်ကိုကိုက်တဲ့ရှုပ်တော်ပုံတွေရှုံးပွဲတွေနဲ့ဆက်လက်ရင်ဆိုင်ခဲ့ရပြီးအရင်ကလိုအောင်ပွဲဆက်ဝင်းကိုပြန်လည်မထူထောင်နိုင်ခဲ့ပါဘူး။သူဟာမကြုံစဘူးချန်ပီယံဖြစ်ခဲ့ပေမဲ့သူ့ရဲ့ဂုဏ်သိက္ခာနဲ့အောင်မြင်မှုမှတ်တမ်းတွေဟာတရားရေးဆိုင်ရာပြဿနာတွေအောက်မှာလုံးဝပြိုလဲခဲ့ရပါတယ်။ဒုတိယတစ်ယောက်ကတော့ကင်ဆာကိုအောင်နိုင်ပြီးပြန်လာခဲ့တဲ့ Lance Armstrong ဆိုတဲ့စပိန်စီလောကရဲ့သူရဲကောင်းတစ်ဦးပါ။သူဟာ Tour de France ပြိုင်ပွဲမှာချန်ပီယံ9ဆုဆက်တိုက်ရယူခဲ့တာကြောင့်ကမ္ဘာအားကစားသမားရဲ့စံချိန်တင်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုတွေအားလုံးဟာနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အားမြင်စေဝါဒရုံးမင်းလိမ်လည်မှုပေါ်မှာအခိုင်အမာအခြေခံနေခဲ့တာပါ။နှစ်ပေါင်းများစွာကြောင့်သူဟာဒရုံးမင်းကိုလုံးဝညှင်းဆိုခဲ့ရုံသာမကသူ့ကိုဆွဆွဲသူအားလုံးကိုတရားစွဲဆိုပြီးအမှန်တရားကိုအကြိမ်ကြိမ်နှောက်ယှက်ခဲ့ပါတယ်။2012ခုနှစ်မှာတော့ USADA ရဲ့စုံစမ်းစစ်ဆေးမှုတွေကသူ့ရဲ့လိမ်လည်မှုကိုအချက်လက်ခိုင်ခိုင်မာမာနဲ့ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီအတွက်ကြောင့်သူ့ရဲ့ချန်ပီယံဆု9ဆုလုံးအပါအဝင်1998ခုနှစ်နောက်ပိုင်းရရှိထားတဲ့ပြိုင်ပွဲရလဒ်အားလုံးကိုချက်ချင်းသိမ်းယူခံခဲ့ရပါတယ်။လိမ်လည်မှုပေါ်ပေါက်လာတဲ့အခါ Armstrong ရဲ့ဂုဏ်သတင်းသာမကငွေကြေးရပါကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Nike လိုကမ္ဘာထိပ်တန်းစပွန်ဆာတွေနဲ့စာချုပ်တွေပါဖျက်သိမ်းခံရပြီးသူ့ရဲ့ Lifestyle Foundation ပေါ်မှာပါရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ဂေါက်လောကကိုနှစ်ပေါင်းများစွာစိုးမိုးခဲ့တဲ့တိုက်ကားဝူရဲ့ဘဝကတော့အမခန်းပါ။သူ့ရဲ့အောင်မြင်မှုတွေကြောင့်သူဟာပထမဆုံးဘီလီယံဒေါ်လာပိုင်းအားကစားသမားဖြစ်သတ်မှတ်ခံခဲ့ရပြီးကိုကျင့်တရားပိုင်းမှာပြင်မျိုးမဲ့မထင်သူဖြစ်ပုံဖော်ခံထားရသူပါ။ဒါပေမဲ့2009ခုနှစ်မှာဖြစ်ခဲ့တဲ့ကားမတော်ဆမှုတစ်ခုကသူ့ရဲ့အိမ်တော်ရေးဖောက်ပြန်မှုတွေကိုဖော်ထုတ်ခဲ့ပြီးသူ့ရဲ့ပြည့်ပြည့်စုံတဲ့ပုံရိပ်ကိုလုံးဝပျက်စီးစေခဲ့ပါတယ်။ဒီရှုပ်တော်ပေါ်ကြောင့်ဝူဟာပရိသတ်တွေကြားမှာကိုကျင့်တရားပြပြသူဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ Gillette, AT&T နဲ့ Gatorade တို့လိုကမ္ဘာကြီးဆုံးစပွန်ဆာများစွာကလည်းသူနဲ့စာချုပ်ဖျက်သိမ်းတာတွေလုပ်ခဲ့ကြပါတယ်။ငွေကြေးရဒေါ်လာတန်ပေါင်းများစွာဆုံးရှုံးခဲ့ရသလိုသူ့ရဲ့ဂုဏ်သိက္ခာလည်းပြန်လည်ရယူဖို့ခက်ခဲတဲ့အဆင့်ထိရောက်ရှိသွားခဲ့ပါတယ်။သူဟာနောက်ပိုင်းမှာဂေါက်လောကကိုပြန်ဝင်ပြီးမာစတာဆုကိုရယူတဲ့အထိပြန်ကြိုးစားခဲ့ရပေမဲ့2009ခုနှစ်ကဖြစ်ရဆိုးကြီးကတော့သူ့ရဲ့ဘဝကိုတာဝရပြောင်းလဲသွားစေခဲ့တဲ့အကြီးမားဆုံးသောပြိုလဲမှုပဲဖြစ်ပါတယ်။ခုလိုမျိုးကမ္ဘာကျော်ကျယ်ပွင့်နေတဲ့အကြောင်းကိုသိကျင်သေးတယ်ဆိုရင်တော့ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ပေးသွားကြပါဦးဗျာ။